မိုးရင်းရောက်လာပြီဆိုတော့တက္ကသိုလ်ကျောင်းသားတွေအတွက် challenge season စပါတယ်ဖတ်စကားဆောင်ရမိုးမီရ assignment တွေကလည်းတက်လိုက်မရှိဘူးဒါကြောင့်ဒီနေ့တော့ရန်ကုန်မိုးတွင်းကိုဖြတ်သားနိုင်မဲ့ live လေးတွေကိုပြပြပေးတော့ပါမယ်မိုးကဘယ်ချိန်မှမသိဘူးကျောင်းရောက်တဲ့တိဆိုရင်တနေ့ကုန်နေရထိုင်ရတာအဆင်ပြေမှာမဟုတ်ပါဘူးဒါကြောင့်အနည်းဆုံး t-shirt လေးတစ်ထည်တော့ဆောင်းထားတင်ပါတယ် assignment တွေ lecture note တွေမိုးဆူသွားရင်တော့ game over ပါ zipper လေးဒါမှမဟုတ် plastic folder လေးတစ်ခုထည့်ထားရုံနဲ့စာရွက်တွေကိုကာကွယ်နိုင်ပါတယ်မိုးရွာရင်လမ်းမှာကြာတတ်တယ်ဘတ်ဆောင်ရင်လမ်းပိတ်ရင်ဘက်ထရီကအရင်ကုန်သွားတတ်တယ်ပါဝါဘန့်လေးတစ်လုံးဆောင်နိုင်ရင်တော့အရေးပေါ်အချိန်တွေမှာအများကြီးကူညီပေးနိုင်ပါတယ်နေပူနေလို့ team ယူသွားတာမိုးရင်းဖြစ်နေကြအမှားတစ်ခုပါအပြင်မှာထွက်ခင်မိုးလေဝသကြည့်တတ်တဲ့အကျင့်လေးရှိရင်တော့ပိုအဆင်ပြေပါတယ်မိုးရွာတဲ့နေ့တွေဘတ်မရတာတစီစီးတက်တာရှိတတ်ပါတယ်ဒါကြောင့်နေ့စဉ်3လေးကနေ emergency budget လေးခြံထားတာမိုးရင်းအတွက်နီးလန်းကောင်းလေးတစ်ခုပါပဲUniversity like ကမိုးရင်းမှာခက်ခဲပေမဲ့ဒီ life hack လေးတွေသိထားရင်တော့အများကြီးအဆင်ပြေသွားမှာပါချာမိုးရင်း spiral hack တွေရှိရင် comment မှာမျှဝေပေးခဲ့ပါဦး